ဇက်နဲ့လူမတတ်ပါနဲ့ကိုမသိတဲ့သူတစ်ပါးရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုမဝေဖန်ပါနဲ့မြင်နေတွေ့နေတာကိုအမှန်တရားလို့တစ်ထစ်ချမယုံကြည်ပါနဲ့လူဆိုတာဟန်ဆောင်ခြင်းတွေနဲ့ရက်တည်နေတာသိထားပါပြဿနာတေးသေးကိုကြီးကြီးဖြစ်အောင်မချဲ့ကားကြင်ကြပါနဲ့ကိုကြောင့်လူတစ်ဖက်သားနာကျင်သွားမလားဆိုတာအရင်တွေးကြည့်ပါဘယ်လိုအကြောင်းမျိုးနဲ့မှသူတစ်ပါးရဲ့ကိုကျင့်သိက္ခာကိုမဝေဖန်ပါနဲ့သူ့နေရာငါသာဆိုရင်ဆိုတာတွေးပါကောက်ကြည့်ရုပ်မှမှုဆိုတာဘလောက်ဖုံးကွယ်ထားပါစီတစ်ချိန်ချိန်တော့ပေါ်လာမှာပါပဲသူတစ်ပါးပြောတိုင်းမယုံပါနဲ့ကိုယ့်ရဲ့စဉ်းစားတွေးခေါ်တတ်တဲ့အသိဉာဏ်နဲ့သုံးသပ်ဝေဖန်ပြီးမှလက်ခံပါကိုယ့်ဘဝကိုကိုယ်တိုင်ရုံညံ့နဲ့နွန်တဲ့ဆွဲမချပါဘဟုတုတ္တရစေမဲ့စာလေးများကိုဦးထိန်လင်းအကောင့်မှာကူးယူဖော်ပြခြင်းဖြစ်ပါတယ်ရှင်စာရေးသူကအစဉ်လေးစားလျက်ပါနော်ကြည့်ရှုနားဆင်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်မဆူဆူပါ